အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဇာရေးဆရာမင်းသိက္ခာရေးသားထားတဲ့မတ်တပ်ပါဆိုတဲ့ဝိထုဇလံကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ည7 နာရီခန့်မှာတော့ညိုမာတို့အိမ်ရှိကိုရေကားတစ်စီးရောက်လာပါတော့တယ်ရဲရရှိနေတူရဲသားလေးဦးပါလာပါတယ်ဒီလိုနဲ့အတူအရွယ်ဝန်းနဲ့လူနှစ်ဦးလည်းပါလာခဲ့တယ်ရဲရရှိကဝင်ခွင့်ပြုဖို့တောင်းပြီးတော့အိမ်ပေါ်တက်လာခဲ့အိမ်နောက်အိမ်သူအိမ်သားတွေကိုကြည့်ပြီးရင်တော့ဘေးရီလက္ခဏာဆရာမမညိုမဆိုတာဒီလိုစကားဆက်လိုက်ရင်တော့ညိုမကျမပါပဲရှင်ဒီလိုဖြေလိုက်ပါတယ်ဒီခါမှာတော့ရဲရရှိကဒီလိုဆိုရင်တော့မေးစရာလေးရှိလို့စခန်းကိုလိုက်ခဲ့ပါခမဟုတ်ကဲ့လိုက်ခဲ့ပါမယ်ကျမအသုံးဆောင်ပစ္စည်းလေးတွေတော့ယူခွင့်ပြုပါရှင်ဒီလိုပြောပြီးရင်တော့ညိုမတေးအိတ်တလုံးမှာအင်ကြီးလုံးကြီးမျက်နှာတုပ်ပွားပြုတ်စီပူသွားလိုက်စီတပုတ်တန်တို့ပါထည့်ပြီးအသင်းဖြစ်နေကြောင်းပြောလိုက်တဲ့အခါမှာတော့ရဲရရှိကညိုမကိုခေါ်ဆောင်သွားခဲ့ပါတယ်ဒီခါမှာတော့ဒေဒီကြီးကဘယ်ကိုခေါ်သွားကြမလို့တော့မသားဘယ်ကိုလိုက်သွားမလို့တော့ဘယ်ကိုခေါ်သွားကြမလို့တော့မသားဘယ်ကိုလိုက်သွားမှာတော့ဒီလိုကြေကွဲစိုးနေတဲ့အတန်ကြီးနဲ့မေးလာခဲ့ပါတယ်မကြခင်ပြန်လာမှာပါဒေဒီကြီးရဲ့စိတ်မပူပါနဲ့ဒီလိုပြောပြီးလိုက်သွားပါတော့တယ်ဒေဒီကြီးပောင်ဝင်အိမ်သူအိမ်သားအားလုံးကကျူကျူပောင်အော်ဟစ်ငိုကြွေးပြီးတော့ကားပေါ်တက်ခန်းဒီမှာတော့ရဲရရှိကစကမ်းမှာမေးစရာလေးရှိလို့ခဏလေးခေါ်တော့ခမရဘာဖြစ်လို့အဝတ်စားပေါ်တွေထည့်လာရတာလဲဒီလိုမေးတဲ့ခါမှာတော့ဒါတော့ဒီလိုပါရှင်မေးစရာခဏလေးနဲ့မပြီးပဲတရက်နှစ်ရက်ဆက်ပြီးမေးနေမယ်ဆိုရင်ကျမတို့မိမသားတွေအဖို့ကအဝတ်လဲဖို့လိုပါတယ်ဒါကြောင့်ယူလာခဲ့တာပါတခြားဘာကြောင့်မှတော့မဟုတ်ပါဘူးဒီလိုပြန်ဖြေလိုက်ပါတယ်ကျုပ်တို့ခမရကိုဘာကြောင့်မေးမယ်ဆိုတော့မညိုမသိသလားဒီလိုရဲရရှိရမေးလိုက်ပါတယ်အဲ့ဒါလည်းမသိပါဘူးရှင်သိဖို့လည်းမလိုပါဘူးမေးတာကိုမှန်မှန်ကန်ကန်ဖြေဖို့ပဲမဟုတ်လားဒီလိုညိုမပြန်ပြီးဖြေလိုက်ရင်တော့ရဲရရှိကခေါ်ဆောင်သွားခဲ့ပါတော့တယ်ရဲစခန်းကိုရောက်တဲ့အခါမှာတော့ညိုမကိုအမှုလာရဲရရှိတူနဲ့တွေ့ပြီးပါတော့တယ်အဲ့ဒီရဲရရှိကညိုမကိုအမည်အဖမွေသက်ဂရစ်မွေရစာတိမိဘညီကိုမောင်နှမအခုလောက်ကင်တဲ့အလောက်ကင်အိမ်တော်ရှိမရှိကိုမေးမြန်းပြီးရနောက်မညိုမမနက်ကဘယ်ကိုရောက်ခဲ့တယ်လဲဒီလိုမေးပါတော့တယ်ဒီလိုမေးခဲ့ပါတော့တယ်တင်ငန်းကျွန်းကဒေါ်သိန်းကျွေရဲ့အိမ်ကိုရောက်ခဲ့ပါတယ်အဲ့ဒီအိမ်ကိုဝယ်ခြင်းလို့သွားကြည့်ရပါဒီလိုညိုမဖြေပါတော့တယ်ဒေါ်သိန်းကျွေရဲ့အိမ်မှာဒေါ်သိန်းကျွေဖြင့်ဘသူရှိသေးလဲဒီလိုရဲရရှိကထပ်မိပါတယ်သူတယောက်တည်းပါဘသူမှမရှိပါဘူးကျမကိုအပေါ်တက်မှထားခဲ့ပြီးတော့ကျမအတွက်ကော်ဖီတစ်ခွက်နဲ့ plain cake တစ်ချက်သွားဝယ်တယ်တိတ်ပြီးမကြပါဘူးကျမကိုကော်ဖီတစ်ခွက်နဲ့ကိတ်မှုတစ်ချက်ကိုတိုက်ကြွေးတယ်သူ့မှာသားတယောက်ရှိရဲ့အိမ်ကိုတော့မှန်မှန်ပြန်မလာဘူးလို့သိရတယ်ပြီးတော့သူနဲ့အတူနေတဲ့တူမလေးတယောက်လည်းရှိရဲ့ဒါပေမဲ့သူကလည်းမနေ့ကမှတော့ပြန်သွားတယ်ဆိုတဲ့အကြောင်းလေးပြောပြတာပါဒီလိုညိုမပြန်ပြီးဖြေတဲ့အခါမှာတော့ရဲရရှိကမညိုမအဲ့ဒီအိမ်ကပြန်ထွက်လာတဲ့အချိန်ကိုမှတ်မိသလားဒီလိုမေးလိုက်တဲ့အခါမှာတော့မှတ်မိပါရဲ့ရှင့်ကျမကအိမ်ကထွက်ခါနေမှာနိုင်ကိုကြည့်မိလိုက်တယ်10 နာရီနဲ့10 မိနစ်ရှိပြီချက်တကားဝါထိဒေါ်သိန်းကျွေကကျမကိုလိုက်ပို့ပါတယ်ဒီလိုညိုမဖြေလိုက်တဲ့အခါမှာတော့ရဲရရှိကဒေါ်သိန်းကျွေကတေးပြီးပြအပေါ်တက်မှာလဲပေးအညှက်ခံထားရပြီးတော့တေးသွားပြီခမည်းပြန်သွားပြီးတနားရီလောက်အကြာမှာအဲ့ဒီအိမ်ကမပိုင်ဆွဲမိန်းကလေးတယောက်ကခမည်းနဲ့အယောင်ဝယ်ဖြစ်စေချင်လို့ဆိုပြီးတော့ဒေါ်သိန်းကျွေကိုတိုက်တွန်းမှုသွားတာအောက်ထပ်မှာမတွေ့လို့အပေါ်တက်ကိုသွားတော့ဒေါ်သိန်းကျွေကြီးတေးနေအောင်တွေ့ရလို့အလန်းတကြားអော်ပြီးဆင်းပြေးလာလို့တရက်ခွက်လုံးတီးပြီးတော့စူပွက်သွားတာအဲ့ဒီတော့ဒေါ်သိန်းကျွေကိုခမည်းတက်တယ်လို့လေကျုပ်တို့ကောက်ချက်မချသေးဘူးဒါပေမဲ့တန်တရားတရက်ခန်းထဲမှာတော့ခမည်းနံပါတ်1တရက်ခန်းဖြစ်နေတယ်တိတ်ပြီးစိတ်မလုံရှားပါနဲ့ဗျာတရားကိုနှက်ဆောင်ပါတယ်မိမသားဆိုတော့အချုပ်ထဲတော့မထည့်ပါဘူးဒါပေမဲ့ဟိုအခန်းလွတ်ထဲမှာတော့နေရမယ်ခမည်းကိုစောင့်ဖို့လဲရဲမေတယောက်ထားပေးပါမယ်ဒါပေမဲ့အမှုမှန်မပေါ်ပေါက်ချင်းတီးခံပြီးတော့နေပေးပါလွတ်မြောက်ရေးအတွက်မလိုလားအပ်တဲ့ကြိုးစားမှုတွေနဲ့မကြိုးစားစေချင်ဘူးဥပမာဗျာလွတ်မဲ့ထင်လို့ထွက်ပြေးတာမျိုးဘာမျိုးပေါ့ဒီလိုတတိပေးစကားပြောလိုက်တဲ့အခါမှာတော့ညိုမမဲပြုံးလေးပြုံးပြီးတော့စိတ်ကြပါရှင်ကျမအဲ့ဒီလိုမလုပ်ပါဘူးကျမပြဿနာကိုမျက်နှာချင်းဆိုင်ဝင်တဲ့တတိရှိပါတယ်ဒီလိုပြောလိုက်တဲ့အခါမှာတော့ရဲမေတူကညိုမရဲ့လက်ကိုဆွဲကအခန်းလွတ်တစ်ခုတွင်ခေါ်သွားပါတော့တယ်ညနေပိုင်းကိုရောက်တဲ့အခါမှာတော့ညိုမရဲကို
အခန်းထဲမှာထုတ်ပြီးတော့ညိုမကိုရဲရရှိကအခန်းထဲကထုတ်ပြီးထပ်မံဆင်မေးပြန်ပါတယ်ဒီလိုဆင်မေးရမှလည်းညိုမတယောက်တည်းမဟုတ်ပါဘူးတခြားမိမတူကခေါ်ယူထားလိုက်ပါတယ်အဲ့ဒီမိမနှစ်ဦးကဒေါ်သိန်းကျွေရဲ့အိမ်ဒီမှာနေတဲ့မပိုင်းဆွဲမင်းကလေးနဲ့မမြလေးဆိုတဲ့မိမပါရဲရရှိကမမြလေးကိုဒီမှာမမြလေးဒေါ်သိန်းကျွေအိမ်ထဲကထွက်လာတော့တွေ့ရဲဆိုတာသူပဲလားဒီလိုညိုမကိုပြပါတော့တယ်မမြလေးကလည်းညိုမကိုကြည့်ပြီးတော့မျက်နှာမဲရွက်ပြီးဟုတ်ပါတယ်ရှင်သူမသူအစ်စ်ပါသူ့ကိုကျွန်မကောင်းကောင်းသိပါတယ်သူကဘေးဒီဆီယာမဘေးဒီလက္ခဏာဆီယာမမညိုဝါပါဒီလိုပြောလိုက်ပါတယ်အရင်နောက်ရဲရရှိကမပိုင်ဆွဲမင်းကလေးကိုဒီတိုင်းမေးရမှလေမပိုက်ကလည်းမမြလေးဖြေရတိုင်းမဲ့ဖြေပါတယ်ရဲရရှိကလည်းတက်တဲ့နှစ်ဦးပြန်ပြီးပို့ခိုင်းလိုက်တယ်ညိုမအခန်းတွင်ပြန်ပြီးတော့သွန်းလိုက်တော့တယ်ညိုမကအိတ်ဆက်ချက်မပြူတော့ပဲတညာလုံးကမ္မထမ်းထိုင်ပြီးနေတော့တယ်မနေ့၄နာရီထိုးတဲ့အခါမှာတော့သူဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကိုအေးစစ်စစ်တကွက်ချင်းပြန်စဲစားတယ်ဒီလိုစဲစားရမှာတော့သူ့ဖို့ဒီလူတတ်မှုကြီးကနေလွတ်ဖို့အပေါက်ကလေးတစ်ပေါက်ကိုသွားပြီးတွေးတော့တယ်မနေ့မိုးလင်းတဲ့အခါမှာတော့အဆောင်ရဲမီကညိုမကိုမျက်နှာတစ်ဖို့အိမ်သာတက်ဖို့လိုက်ပေါ်တယ်ကော်ဖီတစ်ခွက်လည်းတိုက်တယ်အဲ့ဒီရဲမီရဲ့နာမည်ကမမြတန်းနဲ့မနေ့၈နာရီလောက်မှာတော့မနေ့ညကညိုမကိုဆက်ဆေးခဲ့တဲ့ရဲရရှိရောက်လာပြီးတော့ညိုမကိုတစ်ခေါက်ထပ်စစ်ဆေးပြန်ပါတယ်ဒီမှာမညိုမခမည်းအခုရင်ဆိုင်နေတဲ့အမှုကပေါ်သေးသေးလေးမဟုတ်ဘူးနော်လူတတ်မှုအဲဒါကြောင့်လေးလေးနက်နက်စဉ်းစားပြီးမှပြောစရာရှိတာကိုပြောပါဒီလိုပြောတဲ့ခါမှာတော့ဒီလိုရှိပါတယ်ရှင်ဒေါ်သိန်းကျွင်နဲ့နောက်ဆုံးတွေ့ခဲ့တဲ့သူကကျမပဲဖြစ်တယ်ဆိုတော့ဒီအမှုတစ်ခုလုံးကကျမကောင်းပေါ်ကြပြီပေါ့ဒီလိုစကားဆက်လိုက်တဲ့အခါမှာတော့ရဲရရှိကအမှန်ပဲပေါ့မညိုမရတခုတော့ရှိရဲ့ဒီအမှုမှာခမည်းကတရားခံဖြစ်တယ်မဖြစ်ဘူးဆိုတော့ကျွန်တော်ကဆုံးဖြတ်ရမှာမဟုတ်ဘူးတရားသူကြီးကဆုံးဖြတ်မှာဒီလိုပြန်ပြောပါတယ်ဒါကလည်းဒီလိုပါရှင်ကျမကအဲ့ဒီအိမ်ကပြန်တော့မယ်ဆိုတော့ဒေါ်သိန်းကျွေကခြံတကားဝါထိလိုက်ပြီးပို့တယ်ကျမကသူ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့တာပဲကျမပြောချင်တာကျမခြံထဲကထွက်လာတဲ့အချိန်ထိဒေါ်သိန်းကျွေကအသက်ရှိသေးတယ်ဒီလိုပြောလိုက်ရမှာတော့ရဲရရှိကဒီပြောပြချက်ကခိုင်လို့ရင်တော့ဒီအမှုကခမည်းနဲ့ဘာမှမပတ်သက်တော့ဘူးအခုဖြစ်နေတာဒေါ်သိန်းကျွေကခမည်းကိုခြံဝါထိလိုက်ပို့ရဲဆိုတာခမည်းရဲ့အပြောပဲဘယ်သူမှမြင်တာလည်းမဟုတ်ဘူးဒီလိုပြောတဲ့အခါမှာတော့ကျမကကောင်းကောင်းတတိယလေးတစ်ခုပြောပြစီအောင်ကျမကိုဒေါ်သိန်းကျွေကခြံဝါထိလိုက်ပို့တဲ့အခါမှာကျမကချက်ချင်းကြီးခြံထဲကထွက်လာတာမဟုတ်ပါဘူးနှစ်ယောက်သားရက်ပြီးစကားပြောနေသေးရဲ့အဲ့ဒီချိန်မှာလူတစ်ယောက်ကလမ်းပေါ်ကဖြတ်သွားတယ်ကျမတို့နဲ့တိတ်မွေးပါဘူးအဲ့လိုဒေါ်သိန်းကျွေကလှမ်းပြီးစကားပြောတယ်ဘယ်လိုပြောလဲဆိုတော့ဟဲ့ကြော်ကြော်ဒီကငတီနဲ့ရောတွေ့သေးလားလို့မေးတယ်အဲ့လူကလည်းမတွေ့ပါဘူးအတော်ရဲ့တွေ့ရင်အတော်နေမကောင်းဘူးလို့လိမ်ပြီးပြောပြီးရအောင်ခေါ်ခဲ့မယ်လို့အောင်ပြောတယ်ငတီဆိုတာတကယ်နာမည်ဟုတ်ချင်မှလည်းဟုတ်မယ်ဒေါ်သိန်းကျွေဟာသူ့သားကိုပြောလို့ရဟန်ရှိရဲ့ဒီလိုညိုမပြောလိုက်ရင်တော့ရဲရရှဲမျက်နှာဝင်းကနေဖြစ်သွားတယ်မျက်လုံးတွေကလည်းအယောင်တစ်ဖြက်ဖြက်နဲ့တောက်လာတယ်ဒါကတိတ်အရေးကြီးတဲ့အချက်ပဲမညိုမရဲ့ဒီအမှုကြီးရဲ့အသက်ပဲဒေါ်သိန်းကျွေဟာအဲ့ဒီလူကြော်ကြော်လို့လှမ်းခေါ်လိုက်တယ်မဟုတ်လားဘယ်ရွယ်ရှိပြီလဲဒီလိုမေးလိုက်တဲ့အခါမှာတော့ဟုတ်ပါတယ်အသက်အစိမ့်လောက်ရှိပြီသူဝစ်ထားတဲ့အင်ကြီးကလက်မောင်းမပါဘူးဂျိုင်းရဖြဲထားတယ်ကာကီရောင်ဟောဘောင်းမီကလည်းကာကီရောင်ပဲအင်ကြီးရောဘောင်းမီရောဆက်စီရေးပေးနေရဲ့အနီးနားဝက်ရှော့တစ်ခုကလူလို့ထင်တယ်လက်မောင်းမှာတော့ကြောက်စုပုံတတူးထိုးထားတယ်ဒီလိုညိုမကပြောလိုက်ရင်တော့ရဲရရှိကသူ့ရဲ့စောင်းမှာရှေးမှတ်ထားပါတယ်ကျမထပ်ပြီးပြောပြစီအောင်ကျမကဈေးနားကိုသွားပြီးတော့ကားငှားပြီးအိမ်ကိုပြန်တာအဲ့လိုပြန်တဲ့အခါမှာလေဒေါ်သိန်းကျွေရဲ့အိမ်ရှိဟာတစ်ခါဖြတ်ပြီးပြန်ရတယ်ကျမကလည်းကားပေါ်ကနေဒေါ်သိန်းကျွေရဲ့အိမ်ကိုလှမ်းပြီးကြည့်လိုက်တယ်ဒီခါမှာတော့ဒေါ်သိန်းကျွေဟာအိမ်ထဲကိုမဝင်သေးဘူးစောစောကကြော်ကြော်နဲ့ပဲရွက်ပြီးစကားပြောနေတာကျမအထင်တော့ကြော်ကြော်ဆိုတဲ့လူဟိုဘက်ကနေပြန်လာမှဒေါ်သိန်းကျွေကခေါ်ပြီးစကားပြောရင်လည်းတူပါရဲ့ဒီချိန်မှာတော့ကြော်ကြော်တယောက်တည်းမဟုတ်ကြော်ကြော်နဲ့အတူတခြားတယောက်ကိုပါတွေ့ရတယ်ဒီလိုညိုမကပြောလိုက်ရင်တော့တိတ်ကောင်းတဲ့အချက်ပဲမညိုမကြီးဒီချက်ကခမည်းကိုကယ်လိုက်မယ်ထင်တယ်ဒီလိုရဲရရှိရပြောပြီးတော့လူစိုးထိတ်တဲ့ဦးနဲ့ရှင်နှုတ်ကိုကြော်ကြော်ရှာခိုင်းပြီးရင်တော့ညိုမကိုအခန်းတွင်ပြန်သွင်းလိုက်ပါတော့တယ်မနေ့10နာရီထိုးလောက်မှာတော့ရဲသားတူကညိုမအခန်းကိုရောက်လာပြီးတော့မညိုမခမည်းအိမ်ကထမင်းလာပို့တယ်ထမင်းကြယူပါ
ဒီလိုပြောတာကြောင့်ညိုမကလည်းခက်တော့ခက်တာပဲအိမ်ရလူတွေကမသွားတတ်မလားတဲ့မလုတ်တက်မကင်တက်နဲ့ဒုက္ခများတော့မှာပဲဒီလိုပြောပြီးတော့အခန်းတွင်းကထွက်လာခဲ့ပါတော့တယ်စကန်းဝင်ဝါမှာတော့သုံးစင်းကြိုင်လေးတစ်ခုနဲ့တပူးလေးတစ်လုံးကိုကင်ကစောင့်နေတဲ့သူကိုမြင်တော့အံ့ဩသွားပါတယ်မျက်လုံးအိမ်ကြီးဆိုးလာပြီးတော့မျက်တောင်တော်အခက်မြန်လာတယ်အဲဒီနောက်တာကောင်ကြီးလို့ခေါ်လိုက်တော့တယ်တာကောင်ကြီးကဂျိုင်းနဲ့တပူးကိုပေးပြီးရင်တော့မြေကြီးပေါ်မှာထိုင်ပြီးညိုမကိုကတော့ပါတော့တယ်အမကျွန်တော်ကိုခွင့်လို့ပါအမကိုနေရိုင်းထမင်းနဲ့ကော်ဖီပို့ပြစီနော်ဒီလိုပြောလိုက်ရင်တော့ညိုမကလည်းအမကိုလည်းပို့ဖို့ကွယ်ဒယ်ဒီကြီးတို့အိမ်ကိုလည်းသွားပြီးအချင်းကြီးအကျိုးချောင်းလေးပြောပြပါအောင်အမဒီမှာကောင်းကောင်းမွန်မွန်နဲ့နေရတဲ့အကြောင်းဒယ်ဒီကြီးတို့သိပါစေအမှုကလည်းလွတ်နိုင်တဲ့အချင်းကြီးရှိရဲ့အကြောင်းဒယ်ဒီကြီးတို့ပြောပြလိုက်နော်ဒီလိုမှားလိုက်ရပါတော့တယ်ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာတော့ဒီကြန့်ရှိနေသေးတဲ့ဇလံအပိုင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာလည်းဖြစ်တာမလို့စောင့်မျှော်ကြည့်ဖို့ပြောရင်းနဲ့ပဲဒီ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။